2025 2026ปีတင်နဲ့လူရချမောင်မယ်မြတ်တီပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးထံမှအော်ဒါခံယူပွဲကျင်းပပြုလုပ်သောတဲ့နေ့ကဆောင်လပြည်နယ်ဗုဒ္ဓအခါတော်နေ့တွင်တန်ခါတော်ရှင်သူမြတ်များအားဆွမ်းဆာဆွေးလောင်းလူချင်းနှင့်ငွေရတလုံးဖို့ဆော်ပွဲကိုရှမ်းပြည်နယ်ဆွေရဖွဲ့မှကျင်းမှုကျင်းပသောတဲ့ကိုတင်ဆက်ပေးပါမယ်အရေးအဆုံးနေဖြစ်2025-2026ပြည်တင်နဲ့လူရချမောင်မယ်မြတ်တီပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးထံမှအော်ဒါခံယူပွဲကျင်းပပြုလုပ်သောတဲ့ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တော်ခမ်းမ၌2025-2026ပြည်တင်နဲ့လူရချမောင်မယ်မြတ်တီပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးထံမှအော်ဒါခံယူပွဲကိုဒီကနေ့1388ခုနှစ်ကဆုံလာဆန်း15ရက်ကျတပတိနေ့ညနေ3နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါခန္ဓာတွင်2026ခုနှစ်ရှမ်းပြည်နယ်မှနေပြည်တော်လူရချဆူရစခန်းတို့တော်မီလူရချမောင်မယ်များအားရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်စိုးကအော်ဒါစကားမချပေးခဲ့ကြောင်းသိရှိရပါတယ်။တို့ပြောကြားရတဲ့ဖန်မဦးစော်လူရချမောင်မယ်များအားခရီးစဉ်တွေကိုစီစဉ်ပြီးလေးလာရတဲ့ရွေချက်ကိုသိရှိပြီးလို့အကြောင်းရွေချက်ကိုတီမှလေးလာရေးခရီးစဉ်တွေပုံမှန်ဖို့ရှိပြီးအကျိုးများစွာရှိအောင်ဆွဲနိုင်မည်ဖြစ်ကြောင်းအခုတော်ရမယ်လူရချမောင်မယ်တွေဟာဒီရန်တရဘဝတုတတွေဒေတာတတိရဲ့ဒလေထောင်းနှန်းစင်လာတွေကိုစေရန်စားလေးလာခဲ့ကြပါမတခဲ့ကြပါဟုမှချပေးခဲ့ကြောင်းသိရှိရပါတယ်ပြည်내တိုင်းအတီးတီးကလာရောက်ပြီးဆုံတွေ့ကြရတဲ့လူရွေချန်ချင်းမိတ်ဆွေတွေဖြစ်ပြီးယင်းဤခင်မင်မှုတွေရကြတဲ့အတွက်လည်းအဖို့မဖြတ်နိုင်တဲ့ခရီးတွေဖြစ်ကြောင်းတရင်သားတွေသွေးစင်းညွှန်ကြဖို့ချစ်ခင်ရင်ဤဖို့တယောက်နဲ့တယောက်ဖိမကူဖို့အတူတော်အတူစားအတူနေထိုင်ရင်မောင်နှမရင်းတွေပမာနေထိုင်သွားကြဖို့မိမိပြည်နယ်ရဲ့ရိုးရာဝန်ဆင်မှုကိုထိသိမ်းဖို့နဲ့အတူရှင်သွင်းနေထိုင်ရင်ပူပေါင်းဆွဲတက်ကြတဲ့အလေးချင်းမြရရှိလာစေဖို့ကိုလည်းရည်ရွယ်ထားတာဖြစ်ကြောင်းဒီလာရဲ့ခရီးစဉ်တစ်လျှောက်လုံးမှာပြည်နယ်ရဲ့ကွန်တက်ခါထိခိုက်ကျဆင်းစေနိုင်တဲ့ပြုမှုမှန်သမျှရှောင်ကျဉ်ပြီးပြည်နယ်ကွန်ဆောင်တဲ့လူရချမောင်မယ်မြဖြောင်းအထူးစ조사ပါလို့လည်းဆက်လက်တိုက်တွန်းမှချပေးခဲ့ကြောင်းသိရှိရပါတယ်။နေပြည်တော်ဆိုရစခန်းတော်တော်မီလူရချမောင်မယ်မြတ်တီရှမ်းပြည်နယ်တောင်ပိုင်းမှာလူရချမောင်မယ်26ဦးရှမ်းပြည်နယ်မြောက်ပိုင်းမှာ20ဦးရှမ်းပြည်နယ်အရှေ့ပိုင်းမှာ15ဦးစုစုပေါင်း62ဦးကြီးကြပ်ဆရာဆရာမ12ဦးတို့ကိုရွေးချယ်ခံရပြီးနိုင်ငံတော်ကကွန်ပျူတာချစ်မြတဲ့လေးလာရေးခရီးစဉ်စခန်းအသီးသီးကိုတော်ရောက်ကြရမှာဖြစ်ပြီးနိုင်ရက်5လ2026ရက်နေ့မှာ9ရက်5လ2026ရက်နေ့အထိနေပြည်တော်မှာနေရန်တရဘုဒ္ဓနေနဲ့အခြားသောလေးလာမတဖွဲ့ရတွေအတွက်၄ရက်တိတိလက်ပတ်လေးလာကြရမှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့နောက်ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ကြီးချုပ်ဦးဆိုင်ထိန်စိုးတီနေပြည်တော်လူရချဆွေစခန်းတော်တော်မီလူရချမောင်မယ်များအားငွေကျပ်83သိန်းကွန်ပျူတာချစ်မြပေးအပ်ခဲ့ပြီးရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ကြီးချုပ်ဦးဆိုင်ထိန်စိုး၏စနီးရှမ်းပြည်နယ်မြို့သမီးရေးရာဖွဲ့နေရကဒေါ်နန်းဆွဆွထွေတို့ကကွန်ပျူတာငွေကျပ်7သိန်းချစ်မြပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်၍ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ကြီးချုပ်ဦးဆိုင်ထိန်စိုးနှင့်အဖွဲ့ဝင်များကနေပြည်တော်ဆွေစခန်းတော်မီလူရချမောင်မယ်များနှင့်စူပါမာတန်တင်တဲ့ပုံရက်ကူခဲ့ကြကအခမ်းအနားကိုရုပ်သွင်းခဲ့ကြောင်းသိရှိရပါတယ်။ကဆောင်လာပြည့်နှင့်ဗုဒ္ဓအခါတော်နေ့တွင်တန်ခါတော်ရှင်သူမြတ်များအားဆွမ်းဆောင်ဆဲလောင်းလူချင်းနှင့်ညရတလောက်ဖို့ဆော်ပွဲကိုရှမ်းပြည်နယ်ဆွေရဖွဲ့မှကျင်းမှုကျင်းပသောတဲ့ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဆူလာမွနီလောကချမ်းသာစီတီတော်မြို့ကြီးရှိယနေ့1388ခုနှစ်ညနေ4နာရီအချိန်တွင်ကဆောင်လာပြည့်နှင့်ဗုဒ္ဓအခါတော်နေ့တွင်တန်ခါတော်ရှင်သူမြတ်များအားဆွမ်းဆောင်ဆဲလောင်းလူချင်းနှင့်ကဆောင်ညံကြီးသုံးလုံးဖို့ဆော်ပွဲကိုရှမ်းပြည်နယ်ဆွေရဖွဲ့မှကျင်းမှုကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ထိုဆွမ်းဆောင်ဆဲလောင်းလူချင်းပွဲမှာရှမ်းပြည်နယ်ဆွေရဖွဲ့ပြည်နယ်ကြီးချုပ်ဦးဆိုင်တင်စိုးနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာဖွဲ့စည်းများတရင်သားလူမျိုးပေါင်းစုံနှင့်မြို့မိမြို့ဖားများကပင်ကျောင်းတန်ခါတော်ပါပေါင်း108ပါးတို့အားပစ္စည်းလေးပါးနှင့်လူဒန်းဖွဲ့ရနဝကမ္မဝတ္ထုပစ္စည်းများကိုလောင်းလူပူဆော်ခဲ့ကြကြောင်းသိရှိရပါတယ်။ထို့နောက်ဆူလာမွနီလောကချမ်းသာစီတီတော်မြတ်ကြီးရှိပရိဝကစီတီခေါ်မဟာဗောဓိပင်အားကဆောင်ညရဲ့တောင်းလုံးပူဆော်ပွဲကိုရှယ်လက်ကျင်းပရာကဆောင်လာပြည့်နှင့်ဗုဒ္ဓအခါတော်နှင့်ဂုံပြုပူဆော်ကဗျာကိုဝရတင်မြတ်မှတံပြန်ကြီးရစာရုပ်ဖတ်ပူဆော်ခြင်းနှင့်နဂကလုံးနတ်မြမပေါင်းတို့ဤဝမ်းမြောက်ခြင်းနုချီကျူးကျွတ်တန်ကဗျာကိုဝရတင်မြတ်မှတံပြန်ကြီးရစာပူဆော်ခြင်းကဝဆာမဟာပဋ္ဌာန်းပူဆော်ရဲ့အဖွဲ့မှဥပမောจิกาပရိနာမြတ်ကိုစာဘောဓိယုခောတကတိန်ဇနမင်္ဂလာကထာတော်ဖြင့်ကဆုံညာရဲ့တုံးလုံးပူဆော်ခြင်းအပြီးတွင်ရှမ်းပြည်နယ်ဆွေရဖွဲ့ပြည်နယ်ကြီးချုပ်ဦးဆိုင်ထိန်စိုးနှင့်အဖွဲ့ဝင်မြတ်ကဆုံညာရဲ့တုံးလုံးပူဆော်ခဲ့ကြကြောင်းသိရှိရပါတယ်။
ထောက်ကဆော်လပြင်းနေဗုဒ္ဓအခါတော်နေ့တွေတန်ခါတော်အရှင်တော်များများအားဆောဆဆဲလောင်းလူချင်းနဲ့ညင်တော်လောက်ပူဆော်ပွဲကိုရှမိနဲ့အစိုးရဖွဲ့ဝင်များနဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့စနေအဖွဲ့ဝင်များဌာနဆိုင်ရာတည်တည်မှတောင်းရှိပုဂ္ဂိုလ်များတိုင်းတလူမျိုးပေါင်းစုံနဲ့ဒေသခံမျိုးမျိုးဖများကတရောက်ပူဆော်ခဲ့ကြကြောင်းသိရှိရပါတယ်